ကဲဒီမှာတော့ကာဂျာနဲ့ order ကိုဘယ်လိုကိုမူမိမိစောပြအောင်လဲဆိုတော့ပြပါမယ်ဒီနေရာမှာဆိုရင်လည်းဗျာ enemy ဘက်ကအရန်အလဲလေးကိုလိုချင်တဲ့အတွက်ကြောင့်ဗျာမကာဂျာကဆွဲပြီးတော့ကျွန်တော် enemy နဲ့ AAC နဲ့သူတို့တက်လိုက်တယ်အကုန်ဆွဲလိုက်ပြင်မဲ့ဟန်နပီကတော့သူ့ရဲ့ skill 1 enemy ကြောင့်ပါမလာပါဘူးဒီနေရာမှာဗျာကျွန်တော် triple K ရပါမီနီယာရဖို့လိုက်တာ flicker နဲ့ပြေးသွားတယ်ဒီနေရာမှာဆိုရင်လည်း enemy ဘက်ကအရန်တိုက်တယ်ဗျာအရန်တက်တော့အလဲလေးကနေလော်ကြီးနဲ့သူတို့တက်လာတယ်မကာဂျာကိုခေါ်ပြီးတော့ကွန်ဘိုလေးမိမိလေးနဲ့မှာဒီကောင်လေးတက်ပြီးလိုက်တယ်ဒါပေမဲ့ကိုလုံးပြေးသွားပါတယ်ဒါပေမဲ့ဘယ်လိုလဲဆိုတော့ကြည့်လိုက်ပါဦး triple K ကိုတတရရပါတယ်ဒီနှကောင်ရဲ့ကာ enemy နေရာမရှိပါဘူးဒီပဒမှာဆိုရင်လည်းဗျာမပလမွန်နဲ့ဟန်နဘီရောက်ချဝင်ချလာတယ်ကျွန်တော်နဲ့ကာဂျာနဲ့ဒီကောင်လေးကိုတက်လိုက်တယ်ရမှာပလမွန်ကတွေးရမှာတယ်ဒီမင်းနဲ့ဖွင့်ပြီးတော့ဒီကောင် AC တက်လိုက်တယ် triple K ပြပါတယ်ဒီပဒမှာဆိုရင်လည်းဗျာကာဂျာအလှကြီးဆိုလာဟန်နဘီရဲ့ skill 1ဖွင့်ပြီးကြံ့ခဲ့ရတယ်မှာကျွန်တော်မီနီယာတီပါပေါ့ရတယ်ဗျာစာပစ်တီရောပေါ့ဒီကောင်လေးကိုဘက်တေးမဲရကောင်လေးဘူးမှမရှိတာယူဝင်ချအောင်မဲကျိုလော်ရလည်းလာနေတော့မရှင်းမနဲ့ပြေပြီးတော့မလို့ရသေးပါပြီးတော့ပလမွန်ကအရန်ကောင်းတိုးတယ်ဗျာအရန်ကောင်းတိုးကျွန်တော်ကလည်းဒမ်မီပေးတယ်ဒမ်မီပြီးတော့ double K ဖြစ်သွားတယ်အဲ့ဘောကမပြန်မဲကျွန်တော်လိုက်တက်တယ်ပေးရမယ် AAC တက်လိုက်တယ်ပလမွန်ထပ်သေးပါတယ် triple K အမစားပေးပေါ့ရတယ်ပေါ့ဗျာပြီးလည်းပြီးတော့ပွဲပြီးသွားတယ်ပေါ့အခုကုမုံနေမဟုတ်ဘူးဗျာတခြား order နဲ့မဟုတ်ဘဲနဲ့ကာဂျာနဲ့တို့ရတဲ့ hero တွေခြံငယ်ရွက်လည်းရှိဗျာမီလိန်မှာဆို aura လည်းရှိဗျာအကုန်ရှိရပထမလည်းရှိဗျာကိုယ့်ဘက်ကိုအစီအပြေလို့နဲ့စောကြည့်လိုက်ဗျာဒါပါပဲ